ကမျက်လုံးတွေနီးတယ်ကွယ်သိလားမှတ်မိလားဒီမှာတခါတော့မဆိုလေမျက်မှန်တက်ပြီးဈေးရောက်လာတာလေမျက်လုံးတွေနီးနေလို့လေအဲ့ဒါကြောင့်မလို့မဆိုခဏခဏမျက်လုံးကအဲ့လိုနီးတာအမြဲတမ်းဖြစ်တယ်ဟိုဘက်နေလိုက်ဒီဘက်နေလိုက်တစ်ချိန်လုံးဖြစ်တော့ဒီကမဆိုပြောတယ်မိမနင်းမျက်လုံးတစ်ခုခုတော့လွဲနေပြီသွားဆံဝင်နဲ့သွားပြဆိုတော့မျက်စိဆံဝင်နဲ့သွားပြတော့မျက်စိဆံဝင်ကဒီ eye ဟိုမျက်လုံးကိုပေါ့နော်ဒီ dry eye ကိုပဲ specialize ကိုတဲ့ဆံဝင်နဲ့မဆိုတီးတန့်ပြရတယ်ပြတဲ့အချိန်မှာမဆိုသူတို့ test တွေအမျိုးမျိုးလုပ်တယ်၄-၅ခုလောက်လုပ်တယ်မျက်လုံးကိုလေသူတို့ test တွေလုပ်တဲ့အခါမှာ exam လုပ်တဲ့အခါမှာမဆိုဒီမျက်လုံးထဲမှာရှိတယ်မျက်ရည်အိတ်ပေါ့မျက်ရည်ထုတ်တဲ့ glands တွေမဆိုကနဲနေတာတဲ့အဲကြောင့်မလို့မျက်ရည်ထုတ်တဲ့ glands တွေတော့မျက်ဆိုကမျက်ထောက်ခတ်တဲ့အခါမှာမျက်ရည်မထွက်ဘူးမျက်ရည်မထွက်တော့မျက်လုံးက dry ဖြစ်တော့ dry ဖြစ်တော့မျက်လုံးတွေကရဲလာအောင်သွေးကြောတွေပေါ်လာတော့အဲကြောင့်မျက်လုံးထဲမှာလည်းအမြဲတမ်းမျက်ရည်လေးတရွှဲရွှဲနဲ့မျက်လုံးထဲမှာလည်းဒီလိုမျိုးလေး moisturize ဖြစ်နေမှမျက်လုံးလေးကလည်းတောက်တောက်ကလေးဖြစ်မှာမျက်လုံးနေမလားဆိုတော့မဟုတ်ဘူးမျက်လုံး area တစ်ဝိုက်ကိုလည်းဒီလိုမျိုးလေး eye cream လေးတွေ eye gel လေးတွေလိမ့်ပေးရမယ်ဒါမှသာလေဒီ chlorophyll ဖြစ်တဲ့ဟိုပါပေါ့နော်ဒဏ်ကိုလည်းကာဝယ်ပေးမယ်မျက်လုံးမဲတာတွေပန်တာမျက်လုံးလို eye dark cycle လို့ခေါ်တယ်